မင်္ဂလာပါကလေးရန်ကုန်ရဲ့စာပြုတ်စာအစီအစဉ်လေးရနေပြီးတော့ထပ်မံပြီးတော့ပေးပို့လာတဲ့စာလွှာလေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆင်ပြကြပါအောင်ရှင်တောင်တူလာဆွရှောင်းစခန်းကိုတဲ့25ရက်5လ2021ခုမှစ၍ဒီမော့ဆိုမြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားရ၌ပြည်သူများထွက်ပြေးတိမ်းရှောင်ရင်းဆွရှောင်းစခန်းဖြစ်ပေါ်လာခဲ့ပါသည်ဆွရှောင်းစခန်းရဲ့အခြေအနေလေးပါတွားရေးပေးထားတာနော်ဆွရှောင်းစခန်းတွင်ရက်ကွက်ကောင်းဆောင်များနှင့်ကမ်ကော်မတီများစတင်ဖွဲ့စည်းခဲ့ပါသည်တဲ့အလူရှင်များနှင့်ချိတ်ဆက်ရရှိခဲ့ခြင်းကြောင့်တဲ့ခမ်းမဆောင်တနည်းအားဖြင့်ပြောရရင်တဲ့ခမ်းမအတွက်ကိုမိုးကလည်းတစ်နှစ်တစ်ကြိမ်ရရှိခဲ့တော့လဲရေရှည်ကြန့်ခိုင်မှုမရှိပါသဖြင့်တလားတစ်ကြိမ်ကမ်ကော်မတီများနှင့်မိဘပြည်သူများတွေ့ဆုံရာတွင်အထူးသဖြင့်မိုးရာသီ၌အဆင်မပြေမှုများကြုံတွေ့နေရပါသည်တဲ့ထို့ပြင်အခြားသောအဖွဲ့များမှာပညာပေးလုပ်ငန်းများနှင့်စခန်းထဲထိကွင်းစင်စေကူတာပေးနိုင်သောအဖွဲ့များရှိနေပါတော့လဲခမ်းမသည်တင်းငယ်ကျွန်းကျက်လိုပြီးအမိုးမလုံးစသည့်အချက်များကြောင့်အခက်အခဲများတွေ့ကြုံနေရပါသည်တဲ့ထိုစခန်း၌ရက်ကွက်6ခုရှိပြီးအိမ်ထောင်စုပေါင်း148စုစုစုပေါင်းလူဦးရေ900ကျော်စုပေါင်းနေထိုင်ကြပါသည်တဲ့ထိုစခန်း၌နေထိုင်ကြရသောမိဘပြည်သူများအတွက်ဗတ်ပေါင်းစုံမှအသုံးပြုနိုင်သောခမ်းမဆောင်ဆောက်လုပ်နိုင်ရန်အတွက်လူကြီးမင်းများထံသို့လေးစားစွာဖြင့်တင်ပြတောင်းခံအပ်ပါသည်တဲ့ဒီစကန်လေးတွေဆိုလို့ရှိရင်ကျွန်မဒီ2021ပေါ့နော်ဒီကရားပြည်နယ်ကရင်ပြည်ကိုစရောက်ကြတဲ့ကစစ်ဆောင်လာတဲ့စကန်လေးတွေပေါ့နော်အဲ့တော့ရက်ွက်တွေအများကြီးရှိတယ်စစ်စရောက်ခြင်း2021 9လပိုင်း10လပိုင်းတော့ဆိုလို့ရှိရင်မိုဘိုင်းစိတ်ကူပေးတာ2လလောက်ချိန်ယူရတယ်ပေါ့နော်အဲ့ဒီကြောလုံးမှာသူကစစ်ဆောင်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့နှစ်တည်းလဲကြာလာတဲ့အခါမှာရက်ွက်လေးလိုဖြစ်သွားတယ်ရက်ွက်လေးလိုဖြစ်သွားတဲ့အတွက်ကြောင့်မလို့ခုနကလိုအပ်ချက်လေးတွေပိုများလာတယ်ပေါ့နော်အဲ့တော့မျောမှန်းချက်ကြီးရွက်ချက်တဲ့သူကအဲ့လိုလေးတွေကရေးထားတာနော်မျောမှန်းချက်တွေကြီးရွက်ချက်တွေရေးထားတယ်ပြီးတော့ပြဿနာတဲ့ပြဿနာလေးဖတ်ပြမယ်နော်ပြဿနာကဘာလဲဆိုတော့မိဘပြည်သူများ sorry ပါမိဘပြည်သူများစစ်ဆောင်နေကြရသည့်အတွက်ကြောင့်နဲ့အလောက်ကိုင်ခွင့်လန်းနေပါသောကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သည့်လူဦးရေနှင့်အိမ်အောင်စုပုံမများပြသောကြောင့်ဝင်ငွေမရှိသောကြောင့်အဲ့ဒီလိုမျိုးပြဿနာတွေကြောင့်မလို့သူတို့ကဒီခမ်းမဆောင်လေးကိုတောင်းရတယ်ပေါ့နော်အကျိုးကျေးဇူးကကြတော့တဲ့အကယ်၍၎င်းထောက်ပံ့မှုကိုရရှိခဲ့လျင်တဲ့စစ်ဆောင်ပြည်သူများခမ်းမဆောင်ဆောက်လုပ်ရာ၌တွတ်တစ်တန်နှင့်ရန်ဖြာများဝယ်ယူရာတွင်ငွေကြေးကုန်ကျစရိတ်တက်တာပြီးစိတ်ရုပ်ကျမ်းမာရေးပိုင်းတို့တွင်တဲ့ပိုပိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည်တဲ့အဲ့တော့အောက်မှာလက်မှတ်လေးထိုးထားတယ်ပေါ့နော်လက်မှတ်လေးတွေထိုးထားတယ်ကျွမ်းကျင်လှုပ်သားရိုးရိုးလှုပ်သားတဲ့လှုပ်သားပေါင်း82ဦးစာတဲ့လှုပ်အားဌာနလှူဒန်းသွားပါမည်တဲ့သူတို့ကအဲ့ဒါကြောင့်မလို့လေဒီမှာကဟိုပါပေါ့နော်သူတို့ရဲ့estimate ကုန်ကြစိတ်တွေတွက်ထားပေမဲ့သူတို့ကတစ်ခါလေကြောက်လို့ရှိရင်ဘာလေးမပါဘူးလဲဆိုတော့အောက်ကကြမ်းခင်းဖို့တွေတစ်ခါလေကြာရင်ခေါင်သွတ်ကလေးတွေအဲ့လိုမျိုးလေးတွေပေါ့နော်တန်းလေးတွေသူတို့တက်တဲ့ပုံစံလေးနဲ့တွက်ထားတာပေါ့နော်တွက်ထားတယ်ဒီမှာဆိုလို့ရှိရင်တော့သူကပုံစံလေးပါပေါ့နော်ပုံစံလေးပါနမူနာလေးဆွဲပြထားတယ်နမူနာလေးနဲ့ဒီလိုလေးဆွဲပြထားတယ်နော်ချစ်စရာလေးအဲ့တော့ဒီဟာကိုလည်းကူပေးချင်တယ်ပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့လေအကူညီလာတောင်းတဲ့စစ်ချောင်းစကန်တွေရဲ့ဒီအကူညီလာတောင်းတဲ့အရာတိုင်းကိုကူပေးချင်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းဝင်တဲ့အားနဲ့မမျှဘူးပေါ့နော်မမျှတဲ့အခါကျတော့တစ်ခါကြာရင်အကူညီမပေးနိုင်တဲ့အရာတွေဦးစားပေးကူညီပေးရမယ့်အရာမျိုးလေးတွေကြာလို့ရှိရင်တခြားအရာလေးတွေကိုချမ်းခဲ့ရတယ်ပေါ့နော်ဥပမာခုနထိုင်ကုန်လိုမျိုးနဲ့ဒီလိုခမ်းမဆောင်တွေစားနဲ့ရိတ်ခါတွေတခြားအရေးပေါ်ပေါ့နော်ဆေးရုံဆေးကန်းဟာတွေဆိုလို့ရှိရင်ဆေးရုံဆေးကန်းတွေကိုကျွန်တော်တို့ပို့ဦးစားပေးရတာပေါ့နော်အဲ့လိုမျိုးတွေကြောင့်မကူပေးနိုင်တဲ့ဟာတွေကြာရင်တော့စိတ်မကောင်းဖြစ်ရတယ်ပေါ့လေနော်အော်ဒီဟာလေးကချစ်စရာလေးစကနယ်ဖုန်းနံပါတ်လေးပါပေးထားတယ်ပေါ့နော်တို့ဆရာမကလင်းရန်ကုန်နဲ့စာတင်ကျောင်းအတွက်လိုအပ်သောပစ္စည်းများပံ့ပိုးပေးနိုင်ရန်အကူအညီတောင်းခံခြင်းနဲ့အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ဖရူဆိုမြို့နယ်ကျေးရွာအုပ်စုဖားဖို့ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်
ပညာသင်ယူနေသောကျောင်းသားကျောင်းသူများကောင်းမွန်စွာပညာသင်ကြားနိုင်ရန်ထိုင်ကုန်များနှင့်စပွဲကုန်များလိုအပ်နေပါသောကြောင့်ပညာရေးနှင့်ပတ်သက်၍တာဝန်ရှိလူကြီးမင်းများတတိပုဂ္ဂလအလူရှင်များသို့မဟုတ်ထောက်ပံ့ကူညီပေးနိုင်သည့်လူမှုကူညီရေးအသင်းဖွဲ့စည်းများမှအခြေခံပညာမူလာတန်းကျောင်းလေးအတွက်ထောက်ပံ့ကူညီပေးနိုင်ပါရန်အောက်ဖော်ပြပါပူးတွဲစည်းနှင့်တကွလေးစားစွာဖြင့်တင်ပြအကူအညီတောင်းခံအပ်ပါသည်တဲ့ကျောင်းသူကျောင်းသားဦးရေ65ဦးစာရေးခုံထိုင်ခုံစပွဲစာရေးခုံကအလုံး20တဲ့အလုံး20 6ပေ2ပေထိုင်ကုန်ကအလုံး20ဘယ်လောက်ကြာလဲစုစုပေါင်းက9သိန်းဆို18သိန်းစပွဲခုံက9လုံးနဲ့စပွဲခုံက9000ခွဲ10ရာဒီနေရာလေးဆိုလို့ရှိရင်လေတကယ်တော့လေဒီကရားပြည်နယ်ကရင်ပြည်ပေါ့နော်ကရင်ပြည်ကချင်းလေးလို့ထင်မယ်တကယ်ကတော့အခြေကြီးအခုဆိုလို့ရှိရင်ဖရူဆိုဘက်ကနေပြီးတော့ဒီဘက်ပေါ့နော်ဒီမောဆိုဘက်ထိကိုလာပြီးတော့အကူအညီတောင်းတာအဝေးလာရတယ်အဝေးကြီးကနေပြီးတော့အကူအညီလာတောင်းတယ်စာရေးခုံတွေသပွဲခုံတွေဆိုတော့ကျမတို့တက်နိုင်ဆုံးဒါလေးကိုလည်းစူးစမ်းပြီးတော့ကူညီပေးသွားပါမယ်เนาะပြန်ဆက်သွယ်ပါမယ်ရှင်ဒါလေးကိုစုပေါင်းအကုန်လုံးပေါင်းလိုက်လို့ရှိရင်သူကဟိုပါပဲကြာတာပဲ25သိန်းကျော်ပေါ့နော်9သိန်း18သိန်းရယ်နော်တောင်းခွဲ25သိန်းကျော်ကြာတယ်ဒါလေးကိုစူးစမ်းပြီးကူညီပေးသွားပါမယ်ဒီမှာ signal ကနေပြီးတော့ဆက်သွယ်ဖို့ပေးထားတဲ့ကြောင့်မလို့ signal နံပါတ်လေးကနေပြီးတော့ဆက်သွယ်ပြီးတော့ဝေးတဲ့နေရာဆိုတော့လေနော်ကလေးတွေပညာရေးကလည်းမေးထားလို့မရဘူးနော်ဒီလိုလေးဆိုတော့စာလေးတွေအများကြီးပြန်ပြီးအဲ့တော့နောက်တစ်ဆောင်ဖတ်ပြပါမယ်တို့ကလင်းရန်ကုန်နဲ့အကြောင်းအရာစိတ်ဆန်းရည်သွဲယူခြင်းတဲချမ်းလန်းခင်းခြင်းနှင့်နေအိမ်ရွှေ့ပြောင်းခြင်းအတွက်အကူအညီတောင်းခံခြင်းအထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ဒီမောဆိုးမြို့နယ်ဟိုဝန်ကျေးရွာအုပ်စုတွင်နေထိုင်ကြသောစစ်ဆောင်ပြည်သူများသည်အများပိုင်အဆောက်အဦဆွေမျိုးများ၏အိမ်ဆွေမျိုးများ၏ခြံဝင်းနှင့်ရွာဘေးတွင်တဲများဆောက်လုပ်ကနေထိုင်ကြပါသည်စစ်ဆောင်ကာလကြာလာသည်နှင့်အမျှအများပိုင်အဆောက်အဦဆွေမျိုးများ၏အိမ်ဆွေမျိုးများ၏ခြံဝင်းတွင်နေထိုင်နေကြသောစစ်ဆောင်များအပေါ်အိမ်ရှင်များ၏ညှိုးညင်မှုနှင့်ရွာဘေးတဲအိမ်များသည်နေရာကျဉ်ကျပ်ခြင်းတို့ကြောင့်ပုံမူကျယ်ဝန်းသောနေရာသစ်ဖြစ်သည့်ရွာအပြင်ဘက်တနေရာသို့ပြောင်းရွှေ့နေထိုင်နိုင်ရန်မြေပိုင်ရှင်များ၏ခွင့်ပြုချက်ကိုရယူခဲ့ပါသည်ရွှေ့ပြောင်းနေထိုင်မည့်နေရာသစ်တွင်စုစုပေါင်းလူဦးရေ68အိမ်ခြေ16အိမ်ထိုနေရာတွင်နေထိုင်မည့်စစ်ဆောင်များအတွက်တောက်သုံးရင်ရရှိရန်ရေထွက်ပင်ရဲမှစစ်ဆောင်များနေထိုင်ရန်နေရာအထိရေသွဲယူရန်ပိုက်များလိုအပ်ပါသည်ထို့အပြင်လမ်းသည်မိုးရာသီတွင်ရွှံ့ပွက်များထူ၍လမ်းချော်ခြင်းရှိသောကြောင့်တည်ယူပို့ဆောင်ရေးဆက်သွယ်သွားလာရေးလွယ်ကူစေရန်အတွက်လမ်းကိုတဲချမ်းဖြင့်ခင်းရန်လိုအပ်ပါသည်ဒီအိမ်ရွှေ့ပြောင်းလိုသည့်မိသားစုများသည်ရွှေ့ပြောင်းရန်အတွက်တည်ယူစရိတ်ကားကလည်းအခက်အခဲရှိပါသည်သို့ဖြစ်ပါ၍အထက်ပါလိုအပ်သောရေရရှိရန်အကွာအဝေးပေပေါင်း3500၏ကုန်ကျစရိတ်နှင့်တဲချမ်းလန်းခင်းရန်ပေပေါင်း9000၏ကုန်ကျစရိတ်ကိုနောက်ဆက်တွဲစာရွက်နှင့်အတူပူးတွဲတင်ပြအပ်ပါသည်တဲ့စိတ်ဆန်းရည်သွဲယူရန်ကုန်ကျစရိတ်ဆိုပြီးတော့အသေးစိတ်တွက်ထားတယ်ပေါ့နော်ပိုက်ခွေတွေပိုက်တွေ PVC တွေရေလောင်ကန်မိုးကာတွေလောက်လဲ42သိန်းနီးပါပေါ့နော်42သိန်းနီးပါတဲချမ်းလန်းခင်းဖို့အတွက်ကုန်ကျစရိတ်ကဘယ်လောက်လဲဆိုတော့တဲ့တဲချမ်းတန်ဖာကားတစ်စီးက320ကြောက်ကတချင်းကို6000နဲ့ကျင်း20မြေကြီးကားကတနာရီကို9000နဲ့10နာရီ38သိန်းလမ်းခင်းမို့က38သိန်းလုံအားကိုတဲ့မှတ်ချက်နော်မှတ်ချက်ကလုံအားကိုသက်ဆိုင်ရာလူတို့များမှာပြည်စည်းသည့်တိုင်ပါဝင်ကူညီပါမည်တဲ့ကျေးဇူးတင်ပါသည်တဲ့ဆိုပြီးတော့ဒါဆိုရင်ခုနဖတ်ပြသွားတဲ့စီမှာလည်းပါတယ်ပေါ့နော်အဲ့တော့ဒီလိုစစ်ဆောင်တွေပြောင်းရွှေ့ရတဲ့နေရာအတွက်ရေဒီဘက်ဒေသမှာရေတအားခက်တယ်ရေတအားခက်တဲ့အခါကျတော့ရေထွက်နဲ့နီးတဲ့နေရာကရွှေပဲတကယ်ကြတော့လေရေထွက်နဲ့နီးတဲ့နေရာအတွက်ရေပိုက်လေးတွေတွဲပေးနိုင်တယ်ဆိုလို့ရှိရင်ဒီစစ်ဆောင်တွေအတွက်
ရေခက်ခဲပြေလေသွားမယ်တောက်သုံးရေအဆင်ပြေသွားမယ်နောက်တစ်ခုလမ်းကတော့တဲချမ်းလမ်းလေးတွေခင်းပေးမှာပဲဒီဘက်မှာမိုးတွင်းဆိုလို့ရှိရင်ကိုယ်တိုင်လဲကားခဏရှွန့်နေရတယ်ရုံးရတယ်ပေါ့နော်လမ်းချော်တဲ့လမ်းတွေမကောင်းဘူးဒီမိုးတွင်းဆိုလို့ရှိရင်လေအဲ့တော့လမ်းလေးခင်းပေးနိုင်ရင်လည်းအရန်ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်ဆိုတော့ဒါလေးလဲကူချင်တယ်ပေါ့နော်စူးစမ်းပေးကြပါအောင်ရှင်အားလဲနာပါတယ်ခင်ပါတယ်ချစ်လဲချစ်ပါတယ်အဲ့တော့ဒါလေးကကြတော့တဲ့ဒါလေးကကြတော့ကလင်းရန်ကုန်အဖွဲ့မှာစီမံကိန်းနဲ့အကြောင်းအရာလေမအန်းကူစစ်ဆောင်စကန်တွေရှိသောစစ်ဘေးရှောင်မိသားစုများသည်စားနပ်ရိက္ခာပြက်လက်သည့်အတွက်ကြောင့်စားနပ်ရိက္ခာအကူအညီတောင်းခံခြင်းတဲ့အဲ့တော့စစ်ဘေးဒုက္ခသည်များသည်စစ်ပြေးကာလကြာရှည်သည့်အတွက်ငွေရေးကြေးရေးအဆင်မပြေမှုရှိခြင်းအလုတ်ကင်ရှားပါခြင်းစသည့်အတွက်ကျန်းမာရေးချွန်ရဲမှုရှိလာခြင်းစသဖြင့်စိုးကျိုးပေါင်းများစွာကြုံတွေ့နေရပါသည်တဲ့အထူးလိုအပ်ချက်တောက်သုံးရေစားနပ်ရိက္ခာတဲ့အော်ဒီမှာဆိုလို့ရှိရင်လည်းဒါကအိမ်အောင်စုစရာလေးနဲ့ပူတွဲပြီးတော့တင်ပြသွားတယ်ပေါ့နော်အဲ့တော့စားနပ်ရိက္ခာလေးတွေကတော့ကျွန်တော်တို့ဒါစစ်ဆောင်စကန်တွေစီကိုအတက်နိုင်ဆုံးမျှဝေပေးနေပါတယ်အလှည့်ပြီးတော့ခဏလေးစောင့်ပေးပါပေါ့နော်ဒါလည်းအဲ့လိုပဲဒါလည်းစားနပ်ရိက္ခာအကူအညီတောင်းခံခြင်းတဲ့လူပူအုပ်စုမှာရှိတဲ့စစ်ဆောင်စကန်လက်ပံကုန်းစစ်ဆောင်စကန်စီပြည်သူများသည်တဲ့စားနပ်ရိက္ခာစားသုံးရအခက်အခဲများနဲ့ရင်ဆိုင်ကြုံတွေ့နေရသောကြောင့်စားနပ်ရိက္ခာအဆင်ပြေစေရန်အတွက်ကလင်းရန်ကုန်မှကုညီပံ့ပိုးပေးပါရန်လေးစားစွာတင်ပြတောင်းခံအပ်ပါသည်ကုညီပေးပါမယ်နော်စားနပ်ရိက္ခာလေးတွေအတွက်ဒီစာလေးကနည်းနည်းထူးဆန်းနေသေးလားတို့ကလင်းရန်ကုန်စခန်းပိတ်သိမ်းခြင်းနှင့်ပတ်သက်၍အသိပေးခြင်းအကြောင်းအရာအထက်ပါကိစ္စနှင့်ပတ်သက်၍လိုပါကိုအုပ်စုလိုပါခိုချေးရွာတွင်စစ်ဘေးရှောင်နေထိုင်သောဈေးကုန်းစစ်ဘေးရှောင်စခန်းသည်3 ရက် 3 လ 2025 ခုနှစ်တွင်စခန်းကိုပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းကလင်းရန်ကုန်ဆရာမထံသို့လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်မှတ်ချက်ရွှေပြောင်းနေထိုင်သည့်နေရာစခန်းသည့်အမည်ဒီပေါင်းကိုစစ်ပေးကြောင်စခန်းတဲ့ဒီဟာလေးကပြီးခဲ့တဲ့တစ်ခေါက်တုန်းကကျွန်တော်တို့ပြောခဲ့တဲ့ဒါစစ်ချောင်းစကန်ပြောင်းရွှေ့ရတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကစခန်းလေးပိတ်သိမ်းသွားပြီသူတို့ဒီနေရာမှာမရှိတော့ဘူးတခြားနေရာကိုပြောင်းသွားပြီဆိုတာလေးကိုစခန်းနာမည်အသစ်ကလေးနဲ့ပြန်ပြီးတော့အကြောင်းကြားလာတဲ့စာလေးပါနော်စာလေးတွေကတော့ဒီနေ့အတွက်2ဆောင်ပဲကျန်တော့တယ်အဲ့တော့တို့တာဝန်ခံကလင်းရန်ကုန်ဒီပေါင်းခုမျိုးနဲ့အကြောင်းအရာမူချိုအကြောင်းဆောက်လုပ်ရန်တင်ပြတောင်းခံခြင်းတဲ့အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ဒီပေါင်းခုမျိုးနဲ့လိုပါကိုအုပ်စုအတွင်းရှိမူချိုအရွယ်ကလေးများနှင့်ရွာတွင်စစ်ပေးရှောင်မူချိုအရွယ်ကလေးများသည်ပညာသင်ယူလေ့လာနေသောနေရာ၌လူထုများ၏အစည်းအဝေးပြုလုပ်ရန်ဘုံအသုံးပြုသောနေရာအဆောက်အဦတစ်ခုဖြစ်ပါသည်။သူတို့လက်ရှိဖွင့်ထားတဲ့မူချိုဆောင်လေးကဒါခြေရွာလူထုကအသုံးပြုနေတဲ့အဆောင်လေးပေါ့နော်။အဲ့တော့အဲ့ဒီအဆောက်အဦမှာ3 နှစ်တာခန့်မူချိုကျောင်းယာယီအဖြစ်ဖွင့်လှစ်ပေးခဲ့ပါသည်တဲ့။ဖွင့်လှစ်ပေးခဲ့သောမူချိုကျောင်းဆောင်သည်တဲ့ကလေးဦးရေ48ဦးရှိသည့်အတွက်မမျှတပဲအလွန်တိတ်တဲသောနေရာဖြစ်သောကြောင့်တဲ့ကလေးများအတွက်ပညာလေးလာသင်ယူရန်အခက်အခဲများလည်းကြုံတွေ့နေရပါသည်တဲ့လာမယ့်2025-2026 ခုနှစ်တွင်ဆောင်တူကျေးရွာလူထုမှလော်၎င်းတဲ့အဆောက်အဦအတွက်ပြန်လည်အသုံးပြုရန်၎င်းယာယီကျောင်းဆောင်အားပြန်လည်သိမ့်ပိုက်ချောင်းအတိပေးလာသဖြင့်လာမည့်နှစ်အတွက်မူဂျိုကလေးများပညာလေးလာသင်ယူရန်အဆောက်အဦခက်ခဲဖြစ်နေပါသည်တဲ့မူဂျိုကျောင်းသည်ပညာရေး၏အဓိကအခြေခံအုတ်ပြတစ်ခုဖြစ်သောကြောင့်အမှန်တကယ်ကလေးများအတွက်လိုအပ်နေသောကြောင့်ကလေးများပညာသင်ကြားနိုင်ရန်အခက်အခဲဖြစ်ပြီးလိုအပ်နေသောမူဂျိုကျောင်းဆောင်ဆောက်လုပ်ပေးနိုင်ပါရန်နဲ့ပူးတွဲစာဖြင့်အကူအညီတောင်းခံအပ်ပါသည်တဲ့လိုပါကိုကျေးရွာအုပ်စုပါနော်မူဂျိုကျောင်းဆောင်နဲ့ခံမှန်းကုန်ကြစရိတ်190တဲ့ပုံစံလေးတော့ပါပုံစံလေးကတော့ချစ်စရာပဲပုံစံလေးကချစ်စရာနော်အဲ့တော့နားခက်ရဲ့ပန်းလေးတွေအတွက်
ဘူဂျိုဆောင်လေးလည်းစူးစမ်းပေးချင်ပါတယ်တူတူကူပေးကြပါရှင်ကဲဒါလေးကတော့နောက်ဆုံးတစ်ဆောင်ပေါ့နော်နောက်ဆုံးတစ်ဆောင်လေးလည်းအများကြီးကြံသေးတယ်ဒီတစ်ပတ်အတွက်တော့ဒီလောက်လေးဖတ်ပြမယ်ပေါ့နော်ဒုကလင်းရန်ကုန်နဲ့ဆက်ဆက်မများစားနပ်ရိက္ခာဘုံရီလောင်ကန်မိုးကအထူးအကူအညီတောင်းခံခြင်းအထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍တဲ့ကရင်ပြည်နယ်လွိုင်နန်းဖမြို့နယ်ဆောင်းဒူလာကျေးရွာအုပ်စုဟန်တိုက်ခုစစ်ဆောင်စခန်းရှိစစ်ဆောင်ပြည်သူများသည်စားနပ်ရိက္ခာများနှင့်ဘုံရီလောင်ကန်မိုးကာများအခက်အခဲရှိနေပါသဖြင့်လိုအပ်သောပံ့ပိုးမှုများကိုကလင်းရန်ကုန်မှာကူညီပေးပါရန်ယူတီလေးစားစွာတင်ပြတောင်းခံအပ်ပါသည်တဲ့နော်ပူတွဲပါစင်းလေးနဲ့ကူညီတောင်းခံလာလေးပါအဲ့တော့ကျမတို့ဒီနေ့ဖတ်ပြသွားတဲ့စာလေးတွေကနေပြီးတော့ကျမတို့ရဲ့စစ်ဆောင်သွေးချင်းတွေအတွက်ကူညီပေးနိုင်တဲ့အရာလေးတွေမျှဝေပေးနိုင်တဲ့အရာလေးတွေကိုတအားသွေးနေများမဆိုပါဝင်ကူညီပေးကြဖို့ကိုလည်းဒီနေ့အနေပြီးတော့ထပ်မံမေတ္တာရက်ခံလိုပါတယ်အဲ့တော့စာပြုစာအစီအစဉ်လေးမှာခြေတစ်ပတ်မှာလည်းဆရာမလေးတို့အကူအညီတောင်းခံမဲ့စာလေးတွေကိုဖတ်ပြသွားပါမယ်အဲ့တော့စစ်ဆောင်သွေးချင်းတွေရဲ့ကြုံတွေ့နေရတဲ့ဒုက္ခတွေအခက်အခဲတွေကိုကျမတို့အတူတူကူညီပြီးတော့ဖြည့်ရှင်းပေးဖို့အတွက်လည်းဒီနေရာနေပြီးတော့မေတ္တာရက်ခံလိုပါတယ်အဲ့တော့ရှေ့တစ်ပတ်မှာပြန်တွေ့ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်